မတိလိုက်ရင်ခင်မမီတလို့ခန်းစားစေရမယ့်မင်းညို၃မျိုးအားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်လူတိုင်းလှုပ်ရှားနေကြဒီမင်းညို၃မျိုးကိုလိုက်မကြည့်လိုက်ရင်တော့ခင်းနောက်ကျသွားလိမ့်မယ်နော်ဒါကြောင့်ဒီနေ့မှာတော့ online မှာနာမည်ကြီးနေတဲ့အထူးမင်းညို၃မျိုးကိုလိုက်လှုပ်ရှားနိုင်အောင်လို့လုံနည်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1 Apple Greek Yogurt TikTok တစ်ခုလုံးမှာ viral ဖြစ်နေတဲ့မင်းညိုတစ်မျိုးကိုသိကြလောက်ဒီမင်းညိုကိုမှမသိရင်မစားဘူးရင်တော့ခင်မမိဘူးလို့လုံးဝခန်းစားစေရမှာအမှန်ပါပဲဒါကတော့ Apple Greek Yogurt ပါရှင်ပန်းသီးချားမှာဒင်းရင်ထည့်ထားတဲ့ Apple Greek Yogurt ကိုတစ်ကမ္ဘာလုံးကလှုပ်ရှားနေကြပြီမလို့လိုက်လှုပ်ရှားကြည့်ဖို့မျှဝေပေးလိုက်ပါတယ်အရင်ဆုံးပန်းသီးကိုလေးချမ်းချမ်းဦးတိုင်းဖြတ်ပြီးအလဲတစ်စိမ့်စာလောက်ဖဲထုတ်ပေးထားလိုက်ပါပြီးရင်တော့ပန်းသီးရဲ့အချင်တက်ကိုထိမ့်ပေးပြီးအရသာပိုရှိသွားအောင်ရေခဲထည့်ထားတဲ့ပန်းလေးကိုအကြားလေးနည်းနည်းဖြူပေးလိုက်ပါမယ်ရေခဲအဆင်သေးဖြစ်ရင်တော့ပန်းသီးလေးတွေကိုထည့်ပြီးစိမ့်ပေးထားလိုက်ပါပန်းသီးအနီတင်မဟုတ်ဘဲပိုစားကောင်းစေဖို့ Green Yogurt နဲ့အလိုက်ဖက်ဆုံး fresh ဖြစ်စေမယ့်ပန်းသီးစိမ့်လေးကိုလည်းအနီလိုလှီးပြီးစိမ့်ပေးလိုက်ပါခဏကြာစိမ့်ထားပြီးရင်တော့အသင့်ရှိနေတဲ့ Green Yogurt လေးကိုတစ်စိမ့်စာဖဲထားတဲ့ပန်းသီးအလယ်နေရာလွတ်မှာအပြည့်ထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့ခက်စားနေတဲ့ Apple Greek Yogurt လေးစားလို့ရပါပြီရှင်ပန်းသီးရဲ့ချိုချိုချင်းချင်းအရသာလေးနဲ့ Green Yogurt ရဲ့အစိမ့်တက်လေးကလုံးဝကိုလိုက်ဖက်တော့မလို့လိုက်လို့စားကြည့်လိုက်တော့နော်နံပါတ်2တဘာဝအသီးရေခဲမုတ်အသီးတွေထဲမှာရေခဲမှုရအောင်လှုပ်ရှားကြတဲ့ဗီဒီယိုတချို့ကလည်း TikTok မှာအရန် trend ဖြစ်နေကြတာကိုသိပြီးကြပြီလားရေခဲမှုတစ်ခွက်ရဖို့ခက်ခဲတွေလုပ်နေစရာမလိုတော့ပါဘူးအသီးတစ်လုံးနဲ့နှိုးရှိအောင်နဲ့တင်လုပ်လို့ရနေပါပြီရှင်အရင်ဆုံးကျိုင်းတဲ့သက်ရာအသီးတစ်လုံးဥပမာဖျဲသီးတစ်လုံးကိုဖြစ်ဖြစ်ထချမ်းချမ်းအလဲမှာဂျိုင်းခွက်လေးဖြစ်နေဖို့ဖျဲသီးအသားကိုအနှဲငယ်ဖဲထုတ်ကရေခဲတစ်တာထဲမှာအေးခဲထားလိုက်ပါဒီနေရာမှာသခွားမွေးသီးနဲ့ထောပတ်သီးလိုအသီးတွေကိုလည်းသုံးလို့ရပါတယ်ရှင်လုံးဝအေးသွားတဲ့အချိန်ရောက်မှရေခဲတစ်တာတွေကဖျဲသီးကိုထုတ်ပြီးဖဲထုတ်ထားတဲ့ဂျိုင်းခွက်ထဲကိုနွားနိုလောင်းထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ဇွန်းလေးနဲ့ဖြည်းဖြည်းချင်းနေပြီးရေခဲမုတ်လေးဖြစ်လာတဲ့အထိလှုပ်ဆောင်သွားလိုက်ရင်တော့တဘာဝဖျဲသီးရေခဲမုတ်လေးရလာပါပြီနော်ရလာတဲ့ရေခဲမုတ်လေးကိုခွက်နဲ့ပဲထည့်စားစားဖျဲသီးထဲမှာပဲတစ်ခါတည်းထည့်စားစားချိုမိန်လက်ဆက်နေတဲ့အသီးစစ်စစ်ရေခဲမုတ်လေးစားသုံးလို့ရပါပြီဒီနီလန်လေးကတော့ရေခဲမုတ်လုံနေတဲ့ထဲကအလွယ်ဆုံးဖြစ်ကောင်လူတိုင်းလိုက်လို့စားနေကြပြီမလို့ခင်မမေဘူးမဖြစ်ရလေအောင်လိုက်လို့စားကြည့်ကြနော်နံပါတ်3 creamy အာလူးကြော်ရိုးအာလူးကြော်ပဲစားရတာပြင်းလာရင်TikTokမှာနာမည်ကြီးနေတဲ့ creamy အာလူးကြော်လေးလှုပ်ရှားကြည့်လိုက်ပါလုံနီးလေးကတော့အရင်ဆုံးထောပတ်တစ်ခဲကိုမီးအပူပေးပြီးငရုတ်သီးမှုတ်ချက်သွန်ဖြူငရုတ်ကောင်အယောင်တင်မှုတ်နဲ့အနက်မုံမွေလေးဖြစ်သွားအောင်ပါစလီမှုတ်တို့ကိုရောကြော်ပေးလိုက်ပါပြီးရင်တော့ pasta sauce အနှစ်တွေမှာသုံးတဲ့ hinted cream ကိုအရသာပုံမစိတ်ဝင်စေဖို့ခွက်လွတ်တစ်လုံးတွေကိုထည့်ပေးလိုက်ပါမယ် cream ထည့်ပြီးတဲ့နောက်မှာတော့စီသက်ကြော်ထားတဲ့အနှစ်တွေကို cream နဲ့ထည့်ရောနေပေးလိုက်ပါ cream နဲ့အနှစ်တို့တသားနဲ့ကျသွားရင်တော့အသင့်ကြော်ပြီးသားအာလူးကြော်လေးကိုရောနေပေးလိုက်ပါတယ်ဒါဆိုရင်တော့ခက်စားနေတဲ့ creamy အာလူးကြော်လေးကိုရလာပါပြီနော်ဒါလေးကအာလူးကြော်ခက်စိမ့်စိမ့်လေးတွေစားကြတဲ့သူတွေအတွက်ဆိုရင်တော့အထောက်ကိုဖြစ်နိုင်တယ်လို့ခက်စားနေတာလေးမှလိုက်လို့စားကြည့်ခြင်းရင်လည်းတင့်တော်အောင်မလို့မျှဝေပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နေတဲ့အတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ